နာပါဗျာ โอเค ဘာလို့လဲဆိုတော့ ဂီတာလေးနည်းနည်းခန်းကြည့်ချင် โอเคပါမောင်းရပြီ โอเค ဟိုစိုက်မှာတော့ forex guitar လေးတော့ရှိမယ်မပြပြဗျာခင်ဗျာ ရအောင်နဲ့စမ်းတီးပြောင်းရအောင် ဟုတ်ရပါတယ်ကိုရပါတယ်ဒီကကျတော့မော်မီလာလေးနဲ့ပေါ့နော်ရှယ်တော့ဆော့လေးပေါ့အားလေးလုပ်ထားပြီးတယ်ပြီးတော့ break beat ပေါ့ဒါလေးကတော့ကျွန်တော်ဒီ forex က F1SGC ပေါ့နော်ရှယ်တော့ဆော့လေးနေတယ်ဒီလိုလေးကတော့6သိန်း5လောက်ပေါ့နော်ဒါလေးတက်စမ်းပြမယ်နော်ဟုတ်တလုံးလေးစမ်းပြီးလို့ရတာ ရပါဗျာရဒီလိုလုံးလေးစမ်းပြီးတယ် အဲ့ဒါဆို ဟုတ်ဒီလိုလုံးလေးစမ်းပြီးဟော ရဟုတ်အလဲတလုံးလေးအဲ့ဒါဟော ဒီတလုံးကြက်နေအဲ့ဒါလေးစမ်း အဲ့ဒါလေးတော့ဟုတ် One eternity later. ကိုဘယ်ဂီတာလေးဆက်ပြလိုက်ဗျာ နော်ဂီတာတွေကတော့အကုန်လုံးအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ပစ်လာပါလား ဟာ